United ရဲ့အန်ဝင်ကွင်းကြောက်မှုဆိုတာကဒီလိုတိုက်စစ်မှုတွေကိုဆိုလိုတာဖြစ်ပါတယ်။ Manchester United ရဲ့တိုက်စစ်မှုတွေဖြစ်ကြတဲ့ Whiteland နဲ့ Zaxi တို့က link up play တွေ off the ball movement တွေနောက်ခံလူတွေနဲ့ရှင်ပြေးနိုင်မှုအပိုင်းတွေမှာတော်တော်လေးကိုကောင်းမွန်တဲ့သူတွေပါ။ဒါပေမဲ့လည်းတစ်ပတ်သင်းရဲ့ box ထဲမှာတော့တိုက်စစ်မှုတယောက်ရဲ့လွှမ်းမိုးနိုင်စွမ်းကတော့နေပါနေခြင်းပဲဖြစ်ပါတယ်။အထူးဖြင့် area ဂျူရဲ့ဘိုင်းမှာအားနည်းနေတဲ့အတွက်အသင်းကတောင်ပန်ကစားသမားတွေရဲ့ cross တွေကအလားအသက်ဖြစ်နေကြရပါတယ်။ဒီလိုနေထားတဲ့အကြောင်းလို့ United ကတိုက်စစ်မှုအသေးရှားပုံတော်ခီးကိုထပ်ပြီးတော့ဖွင့်ရပြန်ပါတယ်။ Veda Jogras ကိုလက်လျှော့လိုက်ရတဲ့အရေးအယောင်တွေပြလာပြီးရဲ့နောက်မှာတော့ဂျိုမီနဲ့အသင်းရဲ့တိုက်စစ်မှုဒူဇန်ဗလာဟိုဗေးရဲ့အခြေအနေကိုစောင့်ကြည့်နေပါတယ်။ Old Trafford ကိုပြောင်းရွှေ့ဖို့ဆရာထက်သန်နေခဲ့တဲ့ကစားသမားရဲ့အေဂျင့်ကိုယ်စားလှယ်နဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ပြင် Jogras ကိုသာမရရင် United တို့အတွက် Vlahovic ကရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ဈေးကွက်တန်းကြီးကလည်းပေါင်58တန်းရှိတဲ့သူ့ကိုအာဆင်နယ်ပါဝင်အတလက်တီကိုအသင်းကလည်းစိတ်ဝင်စားနေကြတာပါ။တန်မာပြီးတော့မာဂျောရဲ့ type နဲ့ပေးတဲ့ရာသီ19ပွဲမှာ19သွင်းဖန်တီးမှုနဲ့ကျင်ရယူပေးထားနိုင်တဲ့သူပါ။ဒီနေရာမှာမေးစရာမေးခွန်းက2ခုရှိပါတယ်။ဒူဇန်ဗလာဟိုဗစ်ကရော United နဲ့အန်ဝင်ပါမလားလက်ရှိအသင်းရဲ့တိုက်စစ်မှုတွေထက်ရောပိုးပြီးတော့အကျိုးပြုနိုင်မှာမလားတေချာတစ်ခုကတော့ United အသင်းလိုအပ်နေတဲ့ဘောက်ထဲမှာအဆုံးသက်ပေးနိုင်တဲ့တိုက်စစ်မှုအဖြစ်ဗလာဟိုဗစ်ကရွေးချယ်ကြတစ်ခုတော့ဖြစ်လာမှာပါတခြားကစားသမားတွေထက်အားသာတဲ့အမြင်မောရှင်လူမှုအပိုင်းတွေမှာတော့ဗလာဟိုဗစ်ကပိုးပြီးတော့အားသာနေတာပါလက်ရှိတိုက်စစ်အစုပွဲမှာဗလာဟိုဗစ်ကိုသာပေါင်းထည့်လိုက်မယ်ဆိုရင်တော့အမိုရီအနေနဲ့ပုံစံမတူတဲ့တိုက်စစ်မှုတွေနဲ့မတူညီတဲ့ game plan တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်တပတ်အသင်းတွေထိန်းချုပ်ဖို့ခက်ခဲနိုင်တဲ့လက်နက်တွေအဖြစ်ဗလာဟိုဗစ်ကအကျိုးပေါ်တကားလောင်းမဲ့ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်အသင်းမှာရှိတဲ့ကစားသမားတွေရဲ့အားနည်းချက်နဲ့အဝင်ကွင်းကြဖြစ်နေတဲ့အတွက် United မှာအပေါင်းလက္ခဏာစောင်းနိုင်မှာဖြစ်ပါတယ်အသင်းသုံးနေထားဖြစ်မဲ့ဒီကစားသမားကို United အနေနဲ့ target ထားတင်နေပါပြီဒါကြောင့်ငါတို့တွေကြိုးစိုးပါတယ်ဗလာဟိုဗစ်